အားလုံးပဲမင်္ဂလာပါနော်ဆနာအရင်တစ်ခါဗီဒီယိုမှာတော့ကျွန်တော်ခွန်မနေ့ထိညနေအပိတ်တူလို့ရှိရင်4-9ချိန်နဲ့3-5ခွန် break ဆင်ပြီးတော့မူကလောက်ရတယ်ဆိုတာလေးပြောခဲ့ပါတယ်အခုတစ်ခါဗီဒီယိုမှာတော့ကျွန်တော်ကဒီဆရာလေးပြင်းရင်မူပါပဲမနေ့ထိညနေပိတ်တူလို့ရှိရင်အခွေထုတ်ယူနည်းလေးပြောပြပေးမှာဖြစ်ပါတယ်အခွေထုတ်ယူနည်းဖြစ်ပါတယ်မနက်90ခွန်ထိညနေ4ခွန်အပိတ်ထိပ်ပိတ်တူတယ်မနက်ထိညနေပိတ်တူတယ်အဲ့ဒါလို့တူပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဆရာလေးပြင်းရင်ဒီအလဲနှလုံးကိုပေါင်းအလဲနှလုံးကိုပေါင်းလိုက်တဲ့အခါကျတော့3ည4ဆိုတော့4ပါဝါ9 4နဲ့နှက်ခတ်နှစ်အဲ့ဒီနှစ်ရဲ့ပါဝါခွန်ကိုယူရှင်းပါတယ်နော်4ဆိုတဲ့အခါကျတော့4ရဲ့ပါဝါသည်9ဒီ4ရဲ့နှက်ခတ်သည်နှစ်အဲ့ဒီနှစ်ရဲ့ပါဝါကိုယူနှစ်ခွန်နှစ်ရဲ့ပါဝါသည်ခွန်4-9နှစ်ခွန်အခွေရပါတယ်4-9နှစ်ခွန်အခွေရပါတယ်အဲ့တော့ပုံစံကြည့်မယ်ဆိုလို့ရှိရင်ပုံစံလေးဒီမှာတော့တစ်ခုပါတယ်9-9-5ဆိုပြီးတော့9-9-5ဆိုပြီးတော့ဒီမှာ9ထိပ်မနက်ကိုညနေကို9အပိတ်လို့အဲ့ဒါလို့တူတဲ့အခါကျတော့ကျွန်တော်တို့ကဘာလုပ်အောင်မလဲအလဲနှလုံးကိုပေါင်း9ရဲ့2ရဲ့ဆိုတဲ့အခါကျတော့1ရဲ့ပါဝါသည်6ရဲ့နှက်ခတ်သည်8အဲ့ဒီ8ရဲ့ပါဝါသည်3 1683အခွေလေးလုံးခွေနော်1683အခွေကျွန်တော်တို့ဒီမှာ16ဆိုပြီးတော့လာကြတယ်ဟုတ်ပြီနော်16ဆိုပြီးတော့လာကြတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါလေးမှတ်မိမလားမသိဘူးနော်ထိပ်ပိတ်တူလို့ရှိရင်အလဲနှလုံးကိုပေါင်းရလာတဲ့ပေါင်းခြင်းရဲ့ဒဲပါဝါနှက်ခတ်ကိုယူနှက်ခတ်ရဲ့ပါဝါတစ်လုံးကိုပြန်ယူပြီးတော့လေးလုံးခွေပါပုံစံဒီမှာ3-4ဆိုတော့4ရတယ်အဲ့တော့4ရဲ့ပါဝါဒီ4ရဲ့နှက်ခတ်ဒီ2အဲ့ဒီ2ရဲ့ပါဝါတစ်လုံးကိုယူခွန်4-9နှစ်ခွန်အခွေဟုတ်ပြီနော်မကြသေးလို့ပြမကြသေးတဲ့အခါကျတော့ဗီဒီယိုတခုအနေနဲ့တင်ပေးလို့ရသေးတာပေါ့ကြာသွားပြီဆိုလို့ရှိရင်ကျွန်တော်ဟိုလောက်ဟုတ်ပြီနောက်ပုံစံလေးရှေ့တခုနှစ်ခုလောက်သွားကြည့်အောင်မွေးတယ်နော်မွေးတယ်3-6-3-5-4အော်ဒီမှာ sorry နေတော့ကြည့်သွားအဲ့ဒီရောဒီမှာ4နှစ်က4ထိပ်မနက်ပိုင်း4ထိပ်ညနေပိုင်း4အပိတ်4နှစ်ရယ်4ရယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အလယ်မှာရှိနေတာကြီးနှစ်4ဆိုတဲ့အခါကျတော့6နှလုံးပေါင်းခြင်း6ရဲ့ပါဝါသည်6ရဲ့နှက်ခတ်သည်9ရဲ့ပါဝါသည်4 6-1-9အခွေဒီမှာ9-1လို့ကြားတယ်နော်ပုံစံတစ်ခုနှစ်ခုလောက်ပဲပြပါမယ်ဟောဒါပြီးသွားပြီအဲ့တော့ဒီဘက်ကဒီမှာ3-9ရဲ့80ရဲ့ကြားတယ်အဲ့တော့ထိပ်ပိတ်တူပြီးထားပါတော့နော်ထိပ်ပိတ်တူပြီးအဲ့တော့အလဲနှလုံးကြီးကျွန်တော်တို့9-8လို့ဖြစ်တယ်9-8ဆိုတဲ့အခါကျတော့ခွန်ရဲ့ပါဝါသည်2ခွန်ရဲ့နှက်ခတ်သည်3ရဲ့ပါဝါသည်9 9-3-5အခွေနော်1-2-3-4ဒီမှာ2-5လို့လာကြတယ်နော်9-3-5အခွေအဲဒီမှာတစ်ခု3-1ရယ်3-3ရယ်3မနက်ကို3ထိပ်ညနေကို3အပိတ်အဲ့တော့ထိပ်ပိတ်တူတဲ့အခါကျတော့ကျွန်တော်တို့အလဲမှာပါရှိလဲဆိုလို့ရှိရင်1ရယ်3ညရယ်နှလုံးပေါင်းခြင်းဒီ1ရဲ့ပါဝါသည်6ရဲ့နှက်ခတ်သည်8ရဲ့ပါဝါသည်3 1683အခွေ1683အခွေဒီမှာ36လို့လာကြတယ်နော်များတော့အဖြစ်9ရက်အတွင်းဒါမှမဟုတ်တစ်ဖက်အတွင်းအလုံးစုံတစ်ဖက်အတွင်းလောက်တော့လာကြပါတယ်
အဲ့ဒါကြောလို့ရှိရင်နည်းနည်းပေါ့နော်ဒါချင့်ချိန်ပြီးတော့ကစားပေါ့လိုက်တဲ့သူကလည်းချင့်ချိန်ပြီးတော့လိုက်ပေါ့နော်အဲ့တော့နောက်တစ်ခုမရှိတော့ဒီလောက်ဆိုလို့ရှိရင်ရလောက်ပါပြီနော်နောက်တစ်ခုလောက်ပြန်စစ်ပြပါမယ်ဒီမှာနှစ်ရဲ့မနက်ပိုင်းနှစ်ညနေပိုင်း3ညနှစ်အဲ့တော့မနက်ပိုင်းနှစ်ထိတ်ညနေပိုင်းနှစ်အပိတ်ဆိုတဲ့အခါကျတော့ထိတ်ပိတ်တူပြီးတူတဲ့အခါကျတော့အလဲမှာပါရှိလဲဆိုလို့ရှိရင်နှစ်3ညဆိုပြီးတော့ရှိတယ်နှစ်3ညလို့ရှိတဲ့အခါကျတော့နှလုံးပေါင်းနှစ်အောင်ကြီးရလက်နှစ်ရဲ့ပါဝါခွန်နှစ်ရဲ့နှက်ခတ်သည်4အဲ့ဒီ4ရဲ့ပါဝါသည်9နှစ်ခွန်4 9အခွေဒီမှာနှစ်9ဆိုပြီးတော့လာကြတယ်နော်အဲ့တော့ဒါကမနက်ထိတ်ညနေအပိတ်တူတိုင်းအခွေထုတ်ယူနည်းပေါ့နော်အရင်ဗီဒီယိုမှာတော့မနက်ထိတ်ညနေပိတ်တူတိုင်း4-9ချင်းကို3-5 comparison ပြီးတော့မွေးကိုလောက်ရတယ်လို့ပြောခဲ့တယ်အခုကတော့အခွေထုတ်ယူနည်းပေါ့နော်ကဲအားဆိုလို့ရှိရင်တော့အခုဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေနော်အားလုံးအဆင်ပြေကြပါစေ